ဒုတိယ interpreted language အုပ်စုမှာတော့တစ်စုံလုံးကိုကြိုတင်ဘာသာပြန်တာမျိုးမဟုတ်ဘဲနဲ့စေခိုင်းချက်ကုတ်တစ်ချောင်းချင်းစီကိုဓာတ်ရိုက်ဘာသာပြန်ပြီးတော့ကွန်ပျူတာကိုချက်ချင်းခိုင်းစေတဲ့နည်းလမ်းဖြစ်ပါတယ်။ဒါဟာလူနှစ်ယောက်ကြားထဲမှာစကားပြန်ကဓာတ်ရိုက်ဘာသာပြန်ပေးတဲ့ပုံစံနဲ့ဆင်တူပါတယ်။အဲ့ဒီလိုမျိုးဓာတ်ရိုက်ဘာသာပြန်ခိုင်းစေတဲ့အလုပ်ကိုလှုပ်ဆောင်ပေးတာကတော့သက်ဆိုင်ရာ programming language ဖန်တီးသူတွေကကြိုတင်ရေးသားပေးထားတဲ့ interpreter ဆိုတဲ့ software ကလှုပ်ဆောင်ပေးပါတယ်။ပထမ compile language နဲ့မတူတဲ့အချက်ကတော့အစီအစဉ်ရေးသားသူ programmer ရဲ့စက်ထဲမှာရောအသုံးပြုသူတွေရဲ့စက်ထဲမှာပါသက်ဆိုင်ရာ interpreter software ရှိနေဖို့လိုအပ်တဲ့အချက်ပါ။ဆိုလိုတာကအစီအစဉ်ရေးသားတဲ့သူကမိမိအသုံးပြုထားတဲ့ programming language နဲ့ရေးသားလိုက်တဲ့ program file source code ကိုတခြားသူတွေစီဓာတ်ရိုက်ဖြန့်ဝေရတာဖြစ်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့အဲ့ဒီ interpreted language တွေကိုအသုံးပြုပြီးတော့ရေးသားထားတဲ့အစီအစဉ် program ကိုခိုင်းစေလိုက်တဲ့အချိန်တိုင်းမှာဘာသာပြန်ပေးနေရတာဖြစ်တဲ့အတွက် compile language တွေထက်အလုပ်လုပ်တာပိုပြီးတော့နှေးကွေးပါတယ်။